မင်္ဂလာပါဘာမီကေဂျပန်ဖေးရှ်မှာပြန်နေကြဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာဆိုလို့ရှိရင်တော့ခိုင်ဂိုဖူကူရှီဆိုတာပါလေခိုင်ဂိုဖူကူရှီဆိုတာပါလေဆိုတော့အသေးချာမသိသေးတဲ့လူတွေလည်းရှိကောင်းရှိပဲပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးကနေပြီးတော့ခိုင်ဂိုဖူကူရှီဆိုတာပါလေဆိုတာကိုပြောပြပေးတော့ပါမယ်ခိုင်ဂိုဖူကူရှီဆိုတာတော့အစိုးရအသိမှတ်ပြုလက်မှတ်ပေါ့နော်ဒီခိုင်ဂိုဖူကူရှီအောင်ပါပြီဆိုလို့ရှိရင်တော့ခိုင်ဂိုဝေါ်ဗီဇာနဲ့ဂျပန်မှာရရှိနေသွားလို့ရပါတယ်โอเคခိုင်ဂိုဖူကူရှီလက်မှတ်ကိုတော့သိသွားပြီပေါ့နော်ဒီလက်မှတ်ရလို့ရှိရင်ဝေါ်ဗီဇာရတယ်ဒါဆိုရင်ဒီဖူကူရှီဝေါ်ဗီဇာရတာတော့ဟုတ်ပါတယ်နောက်ထပ်ဘလူးကောင်းကျိုးတွေလည်းရှိတယ်ဒီခိုင်ဂိုဖူကူရှီအောင်သွားပြီဆိုလို့ရှိရင်ဝေါ်ဗီဇာရမယ်နောက်တစ်ခုကကြတော့လစာတိုးလာမယ်ဂျပန်လူမျိုးတွေအတိုင်းလစာနောက်တစ်ခါခန်းစားခွင့်နေအဲ့လိုပေါ့နော်ဂျပန်လူမျိုးတွေအတိုင်း level တန်းတူဖြစ်လာမယ်ပေါ့ဒီလို့ရှိရင်မိမိရဲ့အိမ်တောင်ဘက်ကိုလည်းခေါ်လို့ရပါတယ်ဒီဆောင်မွေးကိုနိုင်ငံသားတွေရောဂျပန်ရောဝင်ပြေးကြပါတယ်ဒါဆိုလို့ရှိရင်ခိုင်ဂိုဖူကူရှီလက်မှတ်ကဘာလက်မှတ်လဲပေါ့နော်ဘာလက်မှတ်လဲပြီးတော့ဒီဆောင်မွေးအောင်လို့ရှိရင်ဘာအကျိုးကျေးဇူးတွေရလဲဆိုတာကိုအနေနဲ့များသိသွားမယ်လို့ထင်ပါတယ်ခိုင်ဂိုဖူကူရှီဆောင်မွေးပေလာမှာကျင်းပါတယ်ဆိုတော့နှစ်တိုင်းတစ်လပိုင်းမှာကျင်းပါပါတယ်ရက်ကတော့တစ်လပိုင်းမှာကျင်းပါမယ်ရက်ကတော့တစ်နှစ်နဲ့တစ်နှစ်မတူဘူးပေါ့နော်ဒီခိုင်ဂိုဖူကူရှီဆောင်မွေးဆိုလို့ရှိရင်တော့တစ်နှစ်တစ်ခါကျင်းပါတယ်ဆောင်မွေးဖြစ်ပါတယ်ကိုကတကယ်လို့ပေါ့နော်ဆောင်မွေးကမကောင်းတာဖြစ်ဖြစ်စားလုပ်ထားရတာနဲ့ဆောင်မွေးကမကောင်းတာဖြစ်ဖြစ်ပေါ့နော်ချီကျော်လက်ကျော်နဲ့ကြာသွားပြီဆိုလို့ရှိရင်တော့သူကတစ်နှစ်တစ်ခါမှကျင်းပတဲ့ဆောင်ပွဲဖြစ်တဲ့အတွက်ကြောင့်တစ်နှစ်ကြီးများအောင်ပြန်ဆောင်ပေးရပါမယ်ခိုင်ဂိုဖူကူရှီဆောင်ပွဲဝင်ဖြစ်ဖို့အတွက်လိုအပ်တာကတော့နှစ်ချက်ပါပထမတစ်ချက်ကဂျီဆူမူရှာခန်ရှူလက်မှတ်ရှိထားရမယ်ဒုတိယတစ်ချက်ကကြတော့ခိုင်ဂိုအတွေ့အကြုံပေါ့နော်ဘဝဆောက်ရှောက်ရေးအတွေ့အကြုံ3နှစ်ရှိထားရပါမယ်ဒါဆိုရင်ဒီနှစ်ချက်ပြည့်ပြီဆိုလို့ရှိရင်တော့ဒီခိုင်ဂိုဖူကူရှီဆောင်ပွဲဝင်ဖြစ်လို့ရပါပြီဒီခိုင်ကအလုပ်အတွေ့အကြုံ3နှစ်ဆိုတာလဲပေါ့နော်ဒီရက်ပေါင်းနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ရက်ပေါင်း1095ရက်ပေါ့နော်အလုပ်လုပ်ထားတဲ့ရက်ပေါင်း1095ရက်ရှိပြီဆိုလို့ရှိရင်တော့ဒါဝင်ဖြေလို့ရတယ်ပေါ့နော်ဥမာအဖြစ်ကိုကအလုပ်တစ်ခုလုပ်နေတော့နောက်တစ်ခုကိုပြောင်းလိုက်တယ်ဆိုလို့ရှိရင်ဒါဆိုရင်တော့အရင်မှာလုပ်ခဲ့တဲ့အလုပ်ရပေါ့နော်ရက်ပေါင်းကိုတောင်းပြီးရင်အခုလုပ်တဲ့အလုပ်ရရက်ပေါင်းကိုတောင်းပေါ့နော်အားလုံးပေါင်း1095ရက်ပြည့်ပြီဆိုရင်ရှိတယ်ဆိုလို့ရှိရင်ဒီဖူကူရှီဆောင်မှာဝင်ဖြေလို့ရပါတယ်ဆိုရင်တော့ခိုင်ဂိုဖူကူရှီဆိုတာပါလဲပေါ့နော်ခိုင်ဂိုဖူကူရှီအောင်ရင်ဘာအကျိုးကျေးဇူးတွေရလဲခိုင်ဂိုဖူကူရှီကဘယ်အချိန်မှကျင်းပလဲဆိုတာကိုဒီဗီဒီယိုလေးကိုကြည့်ရင်အကြမ်းမြင့်သိသွားမယ်လို့ထင်ပါတယ်ဒီက Facebook မှာခိုင်ဂိုဖူကူရှီကိုတစ်ခါတည်းအောင်မြင်အောင်ဘယ်လိုလုပ်ရမလဲဘယ်လိုလုပ်လို့ရှိရင်ပုံမြန်မလဲပေါ့နော်သိချင်ကြလားဆိုပြီးတော့ဒီ post လေးတစ်ခုကိုတင်ပြီးတော့မေးဘူးတယ်ပေါ့နော်အဲ့ post မှာ feedback တွေပေးကြတဲ့တယောက်ချင်းစီတွေကိုလည်းကျေးဇူးတင်ပါတယ်ခိုင်ဂိုနဲ့ပတ်သက်ပြီးတော့ပေါ့နော်training နဲ့လာတဲ့လူရှိမယ်နောက်တစ်ခုကကြတော့တကူတေးနဲ့ဒီဂျပန်ကိုစပြီးတော့လာတဲ့လူရှိမယ်ပေါ့နော်နောက်တစ်ခုကကြတော့အခြားနယ်ပယ်ကနေဥမာအဖြစ်စားတောက်ဆိုင်လို့စားတောက်ကုန်လို့ပေါ့နော်အခြားနယ်ပယ်ကနေပြီးတော့ဒီခိုင်ဂိုအလုပ်ကိုပြောင်းလာတဲ့သူတွေရှိမယ်ဒါပေမဲ့အဲ့ဒီမှာတော့ခိုင်ဂိုစကောလာနဲ့ပတ်သက်ပြီးတော့မေးသေးစိတ်မသိတဲ့အတွက်မေးကိုယ်တိုင်လည်းသိချာမသိတဲ့အတွက်ပေါ့နော် sharing မလုပ်ပေးပါဘူးဒီပေါ်ကပြောသားတဲ့ training နဲ့လာတဲ့လူနောက်တစ်ခုကကြတော့တခုတေးခိုင်ဂိုနဲ့လာတဲ့လူနောက်တစ်ခုကကြတော့အခြားနယ်ပယ်ကနေပြီးတော့အခြား career ကနေပြီးတော့ဒီခိုင်ဂိုနယ်ပယ်ကိုပြောင်းလာတဲ့လူပေါ့နော်ဒီ3ခုနဲ့ပတ်သက်ပြီးတော့ပြောသွားချင်ပါတယ်ဒီဗီဇာ3မျိုးပေါ်လိုက်ပြီးတော့လေဒီခိုင်ဂိုဖူကူရှီကိုပေါ့နော်ဖြည့်ဆိုတဲ့အကြိမ်အရေအတွက်ကလည်းအနည်းများရှိတယ်ဒီဗီဇာပေါ်လိုက်ပြီးတော့ခိုင်ဂိုဖူကူရှီကိုဖြည့်ဆိုခွင့်2ကြိမ်အပြည့်မရနိုင်တော့တဲ့အခြေအနေတွေလည်းရှိတယ်ပေါ့အားကြောင့်ခိုင်ဂိုအလုပ်တွေ့ကြုံ3နှစ်မပြည့်ခင်မှာအချိန်နဲ့အလားဟာတမဖြစ်စေဖို့အရင်ရည်ကြည့်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာဆိုလို့ရှိရင်တော့ခိုင်ဂို training visa နဲ့လာတဲ့လူတွေပေါ့နော်ဘယ်အချိန်မှာဂျီဆူမူရှာခန့်ရှူပေါ့နော်တင်တန်းကိုတက်တင်လဲလက်မှတ်ကိုယူထားတင်လဲပြီးတော့ခိုင်ဂိုဖူကူရှီဖြစ်ဖို့အတွက်ကိုဘယ်လိုစူးစမ်းရင်ဘယ်လိုလေ့လာလို့ရှိရင်ပုံမြန်လဲတခါလဲအောင်နိုင်လဲဆိုတာကိုနောက်ဗီဒီယိုလေးမှာ share လုပ်ပေးတော့ပါမယ်အားလုံးပဲဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်လည်းခိုင်ဂိုနဲ့ပတ်သက်တဲ့စာတွေဘ ഹു တုတိုက်တင်သွားဖို့ရှိတဲ့အတွက် channel ကို like and subscribe လုပ်ထားပြီးတော့တောင်းဆိုချင်ပါတယ်အားလုံးပဲကောင်းမွန်တဲ့နေ့တစ်နေ့ဖြစ်ပါစေ